ဆရာကောင်းမရှိဘဲနဲ့တပည့်ကောင်းမဖြစ်ပါဘူးဆရာကိုဆရာလို့ပြောရတာရှက်ဆရာမဟုတ်ဘူးကျွန်တော်ဆရာပြောင်းလဲရင်တော့ပြောင်းလဲလို့ရတယ်ဗျကျွန်တော်တို့ကပြောင်းလဲလို့မရလောကကြီးမှာဂျေဇုတရားဆိုတာမေ့ကောင်းတဲ့အရာမှမဟုတ်တာဂျေဇုဆိုတာကိုရတာကိုယ်တိုင်ကိုယ်ကြသွားမဆက်နိုင်ပဲရှင်ထဲမှာရှိနေလို့လို့အဲ့ဒီဂျေဇုတရားကိုမေ့သွားတဲ့တနေ့ကမြောင်းလဲရောက်သွားမြတ်ဆရာသူလူဆရာစီရညာ